မနတ်ကိုပြစ်တင်ချိန်မောင်းခြင်းအကြောင်းတရားဒေသနာတော်မနတ်ကိုပြစ်တင်ချိန်မောင်းခြင်းဘယ်သူကချိန်မောင်းတာတော့ဆိုရှင်မမောက္ကလန်ကချိန်မောင်းတာမနတ်ကြီးကိုပြစ်တင်ချိန်မောင်းတာကိုမစ္စည်းမနိကေမာရတေသနိယသုတ်တံမှာမတန်တင်ထားတာဖြစ်မာရတေသနိယဆိုတဲ့စကားလုံးကိုဘာသာပြန်လို့ရှိရင်မနတ်ကိုပြစ်တင်ချိန်မောင်းခြင်းလို့အဓိပ္ပာယ်ရတယ်။အဲရှင်မောက္ကလန်ကမနတ်ကြီးကိုပြစ်တင်ချိန်မောင်းခဲ့ဘူးတဲ့ပေါ့။အဲ့ဒီမဲ့ပါဠိတော်တွေမှာတော့မပါဘူး။ဒီစာတို့စာသားတွေမှာထမရဲ့မနတ်ကြီးကိုလက်ဘင်းကိုခွေးတိကောင်ပုတ်ဆွဲပေးတယ်ဆိုတဲ့ဇာလမ်းတွေလည်းရှိတယ်။ဒါပိဋကတ်ထဲမှာတော့မတွေ့ဘူးလို့ထင်တယ်အဲ့ဒါရှင်ဥပကုတ်တို့ပါတော့အဲ့ဒီရှင်ဥပကုတ်တရဲ့ဇာလမ်းကတော့ဒီထေရဝါဒပိဋကတ်စာပေမှာမရှိဘူးအခုကမနတ်ကိုပြစ်တင်ချိန်မောင်းတဲ့မတန်ကတော့ထေရဝါဒပိဋကတ်မှာရှိတယ်မာရတေသနိယသုတ်လို့ခေါ်တယ်အဲ့ဒါကိုခဏမှတ်သားနိုင်ကြရအောင်ဒါတော့ပါဠိတော်ထဲမှာဆိုထားတဲ့မာရတေသနိယသုတ်အဲ့ဒီသုတ်ကိုရှင်အနန္ဒာကမတတ်တင်ပေးထားတာတော့တခါတော့ကရှင်မမောက္ကလန်မထေရမြတ်ဟာဘက်ကတိုင်တုမာရခိရမြို့ပေးမဲ့ပေးထားတဲ့ဘေသကလတော်အုပ်မှာတရင်သုံးနေထိုင်နေတဲ့ဘက္ခေတုဝိဟရတိတုမာရခိရိတုမာရဆိုတာခရောကတိုင်မိချောင်းကိုပြောတာသုံးတုမာရလို့လည်းခေါ်ကြတယ်နော်ရန်ကုန်မှာတော့သုံးတုမာလမ်းစားရှိတယ်လေတုမာရဆိုတာမိချောင်းကိုပါဠိလိုတုမာရလို့ခေါ်တယ်တုမာရခိရဆိုတာခိရကအတန်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒီမျိုးတဲ့တုန်းကဖေးရင်ဆရာကအတန်ပေးတာမိကြောင်အော်တန်ကြားလို့ရှိရင်အခါရပြီမျိုးတဲ့ဖို့ဘယ်နဲ့ရရမလဲဆိုအဲ့လိုခါပေးတာဒါကြောင့်မို့အဲ့မျိုးတဲ့တုန်းကမိကြောင်အတန်ကြားတဲ့အချိန်မှာဘယ်နဲ့ချပြီးတော့မျိုးတဲ့တာဖြစ်လို့တုမာရခိရလို့ခေါ်တယ်အဲ့တချို့ကလည်းခိရတို့ခိရိတို့ခိရိကတောင်အဝေးလမ်းကြည့်ရင်မိချောင်းကြီးတကောင်ဝတ်နေတယ်လို့စင်စင်တူတဲ့တောင်ကြီးရှိလို့တုမာရခိရခေါ်တယ်လို့လေတချို့ကဆိုကြတယ်နော်ဒါမြို့နာမည်လို့မှအဲ့ထက်မဲ့ဘေသကလာဆိုတဲ့တောအုပ်ကြီးရှိတယ်အဲ့တော့ကြီးကိုပိသကလဝနိမိခတယေဣတိပတနေမိခတယေလို့ဓမ္မစကြာဟောတဲ့နေရာကျတော့အဲ့လိုသုံးတယ်ဣတိပတနေမိခတယေမိခထာယဆိုတဲ့အဓိပ္ပာယ်ကစံကြွရီလို့ပြောတာသားကောင်တွေကိုပေးမဲ့ပေးထားတဲ့တောသို့သောဗမာပြည်မှာတော့မိဂရာုံတော်ဆိုပြီးတော့အဲ့ဒါကိုခေါ်နေကြတယ်တကယ်တော့မိဂတာရေကတောနာမဲ့မဟုတ်ဘူးမိဂတာရကိုမိဂရာုံလို့ခေါ်တာတောနာမဲ့မဟုတ်ပဲနဲ့တောကဣတိပတနာတောဘာကြောင့်ဣတိပတနာတောကိုမိဂတာရလို့ခေါ်တာတော့ဆိုသားငှက်တရိစ္ဆာန်တွေကိုမဖမ်းရမတတ်ရလို့ဖေးမဲ့အမိန်ထုတ်စင်ပြီးတားမြစ်ထားလို့ခေါ်တာ
အဲ့တော့မိဂရာယေတွေကအများကြီးရှိတယ်ခေမေမိဂရာယေတို့အခုပေသကလဝနေမိဂရာယေအဲ့တော့တကယ်ပြောမယ်တကယ်အမှန်ပြန်မယ်ဆိုရင်သားငှက်တိရစ္ဆာန်တို့ကိုပေးမဲ့ပေးထားတဲ့ဣတိပတနာတော်မှာတပတ်စကြတရားဟောတယ်အခုလေရှင်မမောက္ကလံသားငှက်တိရစ္ဆာန်တွေကိုပေးမဲ့ပေးထားတဲ့ပေသကလတော်အုပ်မှာတရင်တို့နေထိုင်နေဒါအမှန်တရားသို့တော့လူတွေကသိနာမိဂဒာယေကိုမိဂရာအောင်လို့ဆိုပြီးတော့ခေါ်နေကြတယ်စာလာပေးလာတော့မဟုတ်ဘူးအဲ့ဒါနော်အဲ့ဒီပို့ပြီးတော့ဆိုတာနိုင်ငံညာသားတွေကမိဂဒါယကိုဒီယပတ်လို့ဘာသာပြန်လိုက်သေးတယ်အဲ့တော့အဲ့ဒီတော်ထဲမှာသမင်မဲရှိတာမဟုတ်ဘူးအဲ့ဒီဒီယပတ်ကိုပြောတာလည်းမဟုတ်ဘူးဒီယဆိုတာသမင်ကိုပြောတာသမင်ဥယျင်တို့အတိတ်ရရပြီးတော့ခဏခေတ်တောင်မှပဲသမင်လေးတွေမွေးထားတယ်အဲ့ဒီမှာအိန္ဒိယလူတွေကပေကြအောင်ဖျားဖို့သွားတဲ့လူတွေတွေ့လိမ့်မယ်သမင်တွေမွေးထားတယ်အမှန်တိမိဂဆိုတာခြေတော်၄ချောင်းရှိတဲ့အကောင်လေးအားလုံးကိုခြုံခေါ်တာဒါချင်းသေးကိုမိဂရဇာလို့ခေါ်တယ်တော်ထဲမှာသူကအားလုံးကိုအနိုင်ကျင့်တတ်တယ်အနိုင်ယူတယ်ဒါကြောင့်မိဂရဇာမိဂကိုသမင်လို့ပြောမယ်ဆိုလို့ရှိရင်မိဂရဇာသမင်မင်းဖြစ်မှာပေါ့မဟုတ်ဘူးချင်းသေးကိုမိဂရဇာလို့ခေါ်တာနော်တော့ဆိုလိုတဲ့အဓိပ္ပာယ်ကတော့အင်္ဂလိပ်လိုစကားလုံးက sanctuary ဆိုတာရှိတယ် sanctuary ဆိုတာဘေးပဲပေးထားတာသမင်တစ်မျိုးတည်းမဟုတ်ဘူးအဲ့တော်ထဲမှာရှိတဲ့သားငှက်တိရစ္ဆာန်တွေမိခပက္ခိခြေလေးချောင်းရှိတဲ့ဂုံးတော်တွေမှန်သမျှမိခအတောင်မနဲ့ပြန်တန်းတဲ့အကောင်လေးမှန်သမျှပက္ခိဆိုလိုတာကတောငှက်တောရိုင်းတိရစ္ဆာန်တွေကိုမတတ်ရမဖြတ်ရဆိုပြီးတော့ဘုရင်ကအမိန့်ထုတ်ထားလို့မိဂဒါယလို့ခေါ်တယ်လို့ဒါကအထိပ္ပယ်အမှန်လို့မှတ်မယ်အဲ့တော့ရှင်မောက္ကလံကဘက်ကတိုင်သုမာရခိရမြို့ဘေးမဲ့ပေးထားတဲ့ပေသကလတော်ကြီးတဲ့မှာတရင်သုံးနေတယ်အဲ့ဒီချိန်မှာရှင်မောက္ကလံဟာထုံးတန်းစင်လာရရှဟန္တာပုဂ္ဂိုလ်တွေကလုံလဝိရိယအတန်ကောင်းတယ်ရှဟန္တာတွေကတရားမထိုင်တော့ဘူးမဟုတ်တယ်သူတို့ပိုးထိုင်နော်တရားကျင့်တရားနှလုံးသွင်းရှဟန္တာပုဂ္ဂိုလ်တွေကလှုပ်တချို့ထေကောင်းတက်မဲ့ယာနာဖြစ်ရင်ဘာမှလှုပ်เสียမလို့တော့ဘူးမဟုတ်ဘူးလုံလဝိရိယအတန်ကောင်းတယ်အဲ့တော့လင်းပြင်းမှာရှင်မောက္ကလံကအချိန်တော်များများစဉ္ညာလျှောက်တယ်အဲ့လိုစဉ္ညာလျှောက်တဲ့အချိန်မှာစိတ်ရုပ်မှာရှိတဲ့မနကရှင်မောက္ကလံရဲ့ဝန်းထဲကိုအကောင်သေးသေးလေးဖတ်သိပြီးတော့ဗိုက်ထဲဝင်သွားတာကိုဖေးလောင်နေမှာပေါ့နော်ဗိုက်ရစလို့ရှင်မောက္ကလံဘယ်ဟာဝင်သွားတာလဲဆိုသူကဝန်းထဲဝင်တယ်လို့ပြောတာအသက်ရှူတဲ့တရားလိုက်ချင်လိုက်သွားမှာပေါ့နော်အမုံမွားလေးကနေပြီးတော့ဗိုက်ထဲရောက်သွားCOVID-19 နဲ့သွားတွေ့အဲ့ဒီရှင်မောက္ကလံရဲ့ဝန်းထဲကိုမနဲ့ကြီးကဝင်သွားတယ်အဲ့တော့ရှင်မောက္ကလံကအဲ့ဒီနေပါလမ်းလျှောက်ပြီးတော့ကျောင်းပေါ်လျှောက်တယ်လမ်းလျှောက်ရင်ကနေရှင်မောက္ကလံကစိတ်ထဲတွေးမိတယ်ဒီနေ့ငါပိုက်ကခလေးလေးဖြစ်နေတယ်ကိနုခောမေကုတ်စီကရုကရောဥယမာသာစိတံမင်းကြီးပဲတွေကိုရေစိမ်လိုက်တဲ့အခါပဲတွေပွားလာသလိုငါပိုက်ထဲမှာဖိုက်တင်းနှင်းဖြစ်နေတယ်ဖိုက်တင်းပြီးတော့လေးနေသလိုဖြစ်ရတယ်ဟာများဖြစ်ပါလေလို့ဆိုပြီးစဉ္ညာကနေပြီးတော့ကျောင်းပေါ်တက်ခင်းတဲ့နေရာမှာထိုင်ပြီးတော့ကိုယ်ခန္ဓာကိုယ်ထဲမှာဘာဖြစ်တယ်လဲလို့အာယုံပြုပြီးတော့ကြည့်တာ
အာယုံပြုတ်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့လာရှမောက်ကလန်ဘိုက်ထဲမှာဗိုင်းရပ်စ်မနက်ရောက်နေတယ်အဲ့တော့တော့တွေ့တာနော်ရှမောက်ကလန်ရဲ့ဝန်းထဲရောက်ပြီးတော့ဥထဲမှာအဲ့ဒီမနက်ကရောက်နေတယ်တဲ့အဲ့တော့ရှမောက်ကလန်ကမြင်းချင်းဟဲ့အယုဒ္ဓမမနက်ထွက်အဘိုက်ထဲကထွက်လို့မာတထကတံဝိဟိတေတိမာတထကတသာကပဲမြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့တပည့်သားတွေကိုမင်းဒုက္ခမပေးနဲ့ထွက်ငါးပိုက်တယ်မနေနဲ့မာတိဟောတိတိကာရတံအဟိတာယဒုက္ခယမင်းဒီအလုပ်ဆက်လုပ်တဲ့ဆိုရင်မင်းဒုက္ခရောက်လိမ့်မယ်နော်ရှေးရှိမှမင်းဆိုးကျိုးတွေဖြစ်လိမ့်မယ်အဲဒါကြောင့်ထွက်ငါးပိုက်တယ်မနေနဲ့လို့ရှမောကလန်ကပြောတဲ့အခါမှာမနက်ကြီးကစိတ်ထဲကတွေးမိတယ်သူကဒီကိုရောကငါ့ကိုမမြင်မဲ့မသိပဲဟဲ့မနက်ငါ့ဘိုက်ထဲကထွက်ငါ့ကိုမညှင်းဆဲနဲ့မြတ်စွာဘုရားကိုမညှင်းဆဲနဲ့မြတ်စွာဘုရားရဲ့တပည့်သားကိုဒုက္ခမပေးနဲ့တပည့်သားကိုဒုက္ခပေးရင်ဘုရားကိုဒုက္ခပေးရရောက်တော့သာသမီကိုဒုက္ခပေးရင်မိဘကိုလည်းဒုက္ခပေးရရောက်တော့နော်အဲကြောင့်ဘုရားကိုလည်းဒုက္ခမပေးနဲ့ဘုရားရဲ့တပည့်သားတွေကိုလည်းဒုက္ခမပေးနဲ့မင်းအဲ့ဒါလို့ဒုက္ခပေးရင်မင်းရေရှည်ဆိုးကျိုးတွေဖြစ်လိမ့်မယ်လို့ဒီကိုယ်တော်ကပြောတာတဲ့မမြင်မဲနဲ့ပြောနေတာဖြစ်မယ်သူဆရာတောင်မှနော်သူကတပည့်ပဲသူဆရာဂေါရမဘုရားတောင်ငါ့ကိုချက်ချင်းမြင်တာမဟုတ်ဘူးပေါ့သူကအဲ့လိုတွေးလိုက်တဲ့အခါမှာရှင်မမောဂလန်ချက်ချင်းတုံ့ပြန်ပြောလိုက်တယ်အယုဒ္ဓမကောင်မင်းဒီလိုတွေးနေတယ်ဆိုတော့လည်းငါသိတယ်တော့မင်းအခုဒီလိုတွေးနေတယ်သူ့ဆရာတောင်မှငါဘိုက်ထဲသူ့ဆရာတောင်မှပဲငါကိုချက်ချင်းမြင်တာမဟုတ်ဘူးဒီကိုတော့ရမ်းပြီးတော့ပြောတာနေမှာသူကတပည့်ပဲရှိသေးတယ်သူ့ဆရာတောင်ငါမမြင်ဘူးလို့မင်းတွေးနေတာမဟုတ်လားငါမြင်နေမင်းကိုသိချင်ငါတွေးတယ်တွေးလို့ပြောတာထွက်အဘိုက်ထဲမှာမနေနဲ့အဲ့လိုပြောလိုက်တဲ့အခါကျမှမနတ်ကြီးကအော်ဒီကိုတော့တကယ်မြင်တာကိုသူတကယ်သိလို့တကယ်မြင်လို့ပြောတာပဲငါစိတ်ကြံတောင်သူသိတယ်ဆိုပြီးတော့မြင်လို့ပဲငါ့ကိုပြောတာဆိုတာသိပြီးတော့မနတ်ကြီးဟာရှမောကလန်ရဲ့ပါဇက်ကနေထွက်ပြီးတော့အဲ့ဒီရှမောကလန်တရင်သုံးတဲ့ကျောင်းရဲ့တကားမကြီးရဲ့တကားပေါင်လေးမှာရက်နေတယ်မသွားသေးဘူးကျောင်းထဲမှာကတ်နေပါဇက်ကတော့ထွက်သွားတယ်စကားပြောလိုက်တဲ့အချိန်လေးထွက်လိုက်တာနဲ့တူပါချာဝင်တော့နှာခေါင်းကဝင်မုံထွက်တာတော့ပါဇက်ကထွက်သွားတာအဲ့ဒီကပဲဝင်မှာပဲနော်ဒီကြတော့ပါဇက်ကထွက်သွားတယ်လို့ပြောတာအဲ့မှာထွက်ပြီးတော့တကားပေါင်ကိုမှီပြီးတော့ရက်နေတယ်အဲ့တော့ရှင်မောကလန်တောက်လျှောက်ပြောပြန်တယ်အေးစိတ်ယုံမှရှိတယ်မနဲ့နော်မင်းတကားပေါင်ရက်နေတာမမြင်ဘူးလားအောင်မေမမြင်ဘူးလို့အောင်မေမနေနဲ့ဒီနေရာမှာလည်းမင်းတကားပေါင်မှရက်နေတာငါသိတယ်ငါမြင်တယ်ဆိုပြီးတော့ရှင်မောကလန်ကစဉ်းစားလိုက်တယ်ဒီကောင်ကဘာဖြစ်လို့ဒီမှာလာပြီးတော့ကတ်နေဒုက္ခပေးခြင်းနဲ့စိတ်ဓာတ်တွေရှိလို့တော့ကြတော့ယဟန်တန်ဃာတွေဒုက္ခလိုက်ပေးနေလိမ့်မယ်သူတော့ချော့ပြောမှာပဲလူတယောက်စားချော့ရင်ပြောတယ်လေတရိษံတော့ခွေးတွေပါလေကတ်တတ်တဲ့ခွေးကိုထညက်လေးပါလေကျွေးမုံလေးပါလေကျွေးပြီးတော့ပုတ်တပ်ပေးလိုက်လို့ရှင်အမိနာလာချော့ကြိုက်တယ်မနက်ကလည်းအဲ့လိုပဲချော့ကြိုက်ရှမောကလန်ကဆိုင်ကိုသုံးတာပေါ့ဒီနေရာမှာဒီကောင်းတော့ချော့မှရတော့မယ်ဘာဖြစ်လို့လဲဆိုသူဒုက္ခပေးခြင်းငါးဘိုက်ထဲတော့ဝင်နေတယ်ငါးဘိုက်ထဲတယ်မကဘူးမြင်တယ်လို့ပြောတော့သူကဒီတကားပေါက်မလားကတ်နေပြန်မသွားသေးဘူးဒီနေ့ဒုက္ခပေးမလို့နေမှာဆိုပြီးတော့ဆွေမျိုးဆက်တဲ့အနေနဲ့
လူတယောက်မင်းနဲ့ငါအမျိုးတော်ပါတယ်ကွာအမျိုးတောင်မင်းနဲ့ငါနဲ့တနေ့တည်းသားပါတရားထဲသားပါဆိုရင်ရှင်းနေသွားတယ်အဲ့တော့ရှမောကလန်ကဒီမနတ်နဲ့သူကအမျိုးဆက်ပြတယ်အရင်တော့ဟာတဲ့ဟဲ့စိတ်ယုတ်မှရှိတယ်မနတ်အရင်တော့ကဒုတိဆိုတဲ့မနတ်ရှိခဲ့ဘူးတဲ့အဲ့ဒီဒုတိမနတ်ကြီးရဲ့နှမကကာလီလို့ခေါ်တယ်မင်းကအဲ့ဒီကာလီရဲ့သားနော်မင်းကကာလီရဲ့သားငါကမင်းကငါရဲ့တူတော်တယ်အဲ့ဒါငါတူမမွေးတာမင်းကအတူဆွေမျိုးစားလိုက်တာမင်းနဲ့ငါနဲ့မြို့တော်တယ်ရှမောကလန်ကတစ်ချိန်လုံးကသူကလည်းမနတ်ဖြစ်ခဲ့ဘူးတာမနတ်ဖြစ်ခဲ့တယ်သူ့နာမည်ကဒုတိတဲ့ဒုတိဆိုဖြစ်စီတတ်တယ်လောနှောက်ရှက်ပေးတတ်တယ်မနတ်ဒုတိဆိုတဲ့မနတ်သူဟာတဲ့ဘဝရှေးဘဝတုန်းကဒုတိဆိုတဲ့မနတ်ဖြစ်ခဲ့တယ်တဲ့အဲ့ဒီဒုတိဆိုတဲ့မနတ်မှာကာလီဆိုတဲ့နှမတယောက်ရှိတယ်မင်းကအဲ့ဒီကာလီရဲ့သားဆိုမင်းကငါတူလို့ပြောတာနော်ဆွေမျိုးဆက်လိုက်တာဆိုပြီးတော့အဲ့ဒီအကြောင်းတွေကိုပြောပြဆက်ပြီးပြောပြအဲ့ဒီချိန်တုန်းကငါဒုတိမနတ်ဖြစ်နေတဲ့ချိန်တုန်းကဒီဗရကဘာမှာပထမဦးဆုံးကကုသန္တမြတ်စွာဘုရားပွင့်တာတဲ့ကကုသန္တမြတ်စွာဘုရားမှာဝိတုရဆိုတဲ့ယဟန်တော်နဲ့သင်္စီဝဆိုတဲ့ယဟန်တော်အက္ခတာဝက2ပါးရှိတယ်တဲ့အခုသာရိပုတ္တရာတို့မောဂလန်တို့လို့ပေါ့နော်လက်ရကဝိတုရလက်ဝဲရံကသင်္စီဝတဲ့သင်္စီဝတို့ဆိုတာဒီနာမည်ကအခုချိန်နဲ့မြည်နော်သင်္စာတို့ဘာတို့အိန္ဒိယမှာအခုချိန်ဒီမဲ့ရတဲ့ဒီနာမည်သင်္စီဝသူတို့အတန်တွေကတော့သင်္စီဝလို့မဖတ်ဘူးစံချီလို့ခေါ်တာစံချေကန်တိတို့အဲ့လိုခေါ်သူတို့ဆရာတချို့နာမည်တွေကဒီပါဠိနာမည်တွေပဲအခုအိန္ဒိယနိုင်ငံမှာဝန်ကြီးချုပ်ရဲ့နာမည်ကနရိန္ဒရာမိုဒီဆိုတာနရိန္ဒဆိုတာပါဠိလိုကြတော့နရိန္ဒလူတို့ကိုဆိုရတော့သူမိုဒီဆိုဝမ်းမြောက်ဝမ်းသာပြောတတ်သူတို့သူတို့ပြောတာအဲ့နာမည်အတူတူပဲလို့အိန္ဒိယနာမည်တွေကဒီပါဠိလိုဟာတွေပဲအဲ့တော့ဝိတုရနဲ့သင်္စီဝဆိုတဲ့တပည့်2ပါးရှိတယ်တဲ့အဲ့တပည့်2ပါးထဲမှာဝိတုရဆိုတာတရားဟောအဗဓမ္မထူးချွန်တယ်ရှင်သာရိပုတ္တရာတို့လက်ရရံတပြည့်ထိတ်တန်းတပြည့်သူ့ရဲ့ဉာဏ်ပညာကိုဘယ်သူမှမမှီဘူးသူဆောင်ရွက်နိုင်တဲ့တောင်းဝတရားတွေကိုဘယ်သူမှသူ့နဲ့တန်တူမဆောင်ရွက်နိုင်ဘူးအသိဉာဏ်သိကြီးမားတယ်မြတ်စွာဘုရားရဲ့လက်ရရံမှာတရားဟောတဲ့နေရာမှာထူးချွန်တယ်သင်္စီဝဆိုတဲ့ရှမောကလန်လို့တကူကြီးတဲ့ပုဂ္ဂိုလ်လက်ဝဲရအဲ့တော့ခုနကဝိတုရလို့ခေါ်တာဟာထူးခြားတဲ့ဝန်ဆောင်မှုကိုပေးနိုင်တယ်သူများမထမ်းဆောင်နိုင်တဲ့တာဝန်ကိုထမ်းဆောင်လို့ဝိတုရထူးခြားတဲ့တာဝန်ကိုထမ်းဆောင်တဲ့ပုဂ္ဂိုလ်ဆိုတဲ့နာမည်နဲ့လူသိများတယ်တဲ့အသင်္စီဝါဆိုတဲ့ကိုယ်တော်ကတော့တကူကြီးတယ်သူ့ကိုသင်္စီဝါလို့လူကြည်များတာဟာဘာကြောင့်လဲဆိုတော့သူကတော်တယ်ရောက်နေတဲ့အခါဖြစ်စေတပင်အောက်နေထိုင်နေတဲ့အခါဖြစ်စေတိတ်ဆိတ်ငြိမ်သက်တဲ့အဆောက်အုံတစ်ခုမှရောက်နေတဲ့အခါဖြစ်စေအလွယ်တကူនិရောဓသမဘဝင်စားပြီးနေနေရှိတယ်
နိရောဓသမပတ်ဆိုတာရုပ်ဖယ်ကြံပြီးတော့စိတ်စေတသိက်စေတစာရုပ်အလုံးကိုချုပ်အောင်လုပ်ထားတာစိတ်နဲ့ပတ်သက်တာမရှိဘူးသဘောမှဆိုလို့ရှိရင်လူတယောက်ဟာတည်သွားတဲ့အခါမလှုပ်တော့တယ်လို့ပဲသို့တော့လူသေးနဲ့မတူတာဘာတော့ဆိုရင်လူသေးကမျက်စိပတာရပြက်တယ်နော်နိရောဓသမဘဝင်စားရင်မျက်စိပတာရရှိတယ်လူသေးမှာကိုယ်ငွေ့မရှိတော့ဘူးနိရောဓသမဘဝင်စားတဲ့ပုဂ္ဂိုလ်ကကိုယ်ငွေ့ရှိတယ်မလှုပ်ရှားရခြင်းတူတူပဲအသက်လည်းမရှိဘူးလှုပ်လည်းမလှုပ်တော့အဲ့ဒီသင်္စီဝဆိုတဲ့ကိုရောကသစ်ပင်တစ်ပင်အောက်မှာတင်ညာဝေဒနာတင်ညာဆိုတာစိတ်ခံစားမှုတင်ညာဆိုတာစိတ်မှတ်သားမှုဝေရိဒဆိုတာစိတ်ခံစားမှုဆိုလိုတာကစိတ်ပိုင်းဆိုင်ရာအကုန်လုံးချုပ်ငြိမ့်သွားတယ်ဘော်ဒီကြီးပဲကြံနေနော်အဲ့လိုဆိုလိုတာတစ်ပင်အောက်မှာထိုင်ရကြီးနိရောဓသမဘတင်ညာဝေဒနာတို့ရဲ့ချုပ်ငြိမ့်ရာနိရောဓသမဘဝင်စားပြီးတော့ထိုင်နေတယ်အဲ့လိုထိုင်နေတဲ့အခါမှာနွားကြောင်သားတွေစိတ်ကြောင်သားတွေလဲရလုပ်ငန်းလုပ်တဲ့လူတွေခီးသွားတွေအတိပနာဖြတ်သွားတော့နိရောဓသမဘဝင်စားနေတဲ့ရှင်စီဝါကိုကြည့်လိုက်တဲ့အခါအသက်လည်းမရှိဘူးလှုပ်လည်းမလှုပ်ဘူးတစ်ပြောင်မှာငုတ်တုတ်ကြီးထိုင်ဟာဒီကိုတော့ရင်ငုတ်တုတ်ကြီးသေးနေပြီငုတ်တုတ်ကြီးပြန်တော့မူနေပြီဆိုပြီးတော့ထင်းနေစုပြီးတော့အဲ့မှသူမိရှို့ထားတယ်လူတွေကသေးနေပြီထင်ပြီးတော့မိသိညို့ပေးထားရတယ်ကိုနေရဒီနေရတော့မရွှေ့ဘူးအဲ့ငုတ်တို့ပုံစံအတိုင်းပဲထင်းနေနဲ့ပုံပြီးတော့မိရှို့ထားရတယ်အနောက်ရဲ့ကြတော့သူကနိရောဓသမဘကထားပြီးမြို့ထဲမှာဆွမ်းခံဝင်အဲ့ကြတော့လူတွေဟာဒီကိုရိမနေ့ကဒီနေ့ပြန်ရှင်လာပြီသင်္စီဝါဆိုတာရှင်းနေတယ်သက်ရှင်းနေတယ်မသေးဘူးရှင်းနေတယ်ဒီနေ့မျိုးရဲလာဆွမ်းခံနေတယ်ဆိုပြီးတော့ဒီကိုတော့ဟာအာဟောစရာကောင်းတယ်ထိုင်ရကြီးပဲပြန်တော်မူတယ်ပြီးတော့လည်းပြန်ပြီးတော့အသက်ရှင်းနေပြန်တယ်ဆိုပြီးတော့လူတွေကသူ့ကိုသင်္စီဝပြန်ပြီးတော့အသက်ရှင်တဲ့ကိုတော့တန်ဆိုတာတဖန်စီဝဆိုတာအသက်ရှင်တာတဖန်ပြန်သက်ရှင်တဲ့ကိုရောပဲလို့ဆိုပြီးတော့လူတွေကအသိမှပြုကြတယ်အဲ့ဒီခက်ကထူးခြားတဲ့အချက်ကလေးတွေပြောပြအတွေ့အကြုံလေးတွေကိုပြောတာအဲ့လိုချိန်မှာရှမောက္ကလံရဲ့အလောင်းရှမောက္ကလံကပြန်ပြောပြတာနော်အဲ့တော့ငါဒုတိမနတ်ဖြစ်တော့ကအဲ့ချိန်မှာငါစဉ်းစားတယ်တဲ့ဒီလိုကိုချင်းတီလာကောင်းတဲ့ကိုတော်တွေအကျင့်ကောင်းတဲ့ကိုတော်တွေသူတို့ဘယ်ဘဝလာတဲ့တည်သွားတဲ့အခါဘယ်ရောက်သွားတဲ့ဆိုတာဘာလုံနေကြတဲ့ဆိုတာသူတို့တမဘဝင်နေဘယ်သွားမှမသိဘူးသူလိုက်လို့မရအောင်ပြန်တော်မူသွားရင်လည်းလိုက်လို့မရအောင်နိရောဓတမဘဝင်စားသွားရင်လည်းလိုက်ရှာလို့မရအောင်ဖြောက်နေသူတို့ကိုယ်နဲ့လိုက်ရှာတာတော့ဖြောက်နေအဲ့တော့ဒီကိုတော်တွေကဘယ်ရောက်သွားမှမသိဘူးဆိုပြီးတော့တက်နော်သူကစိတ်ကူးတာရွာသူရွာသားတွေကိုဝင်ပူးပြီးတော့ဒီကိုတော်တွေဘယ်ရောက်သွားမှမသိလို့သူတို့ရဲ့စိတ်ဓာတ်တွေပြောင်းလို့ပြောင်း냐ဆိုပြီးတော့ဘာလုပ်တုံးဆိုရွာသူရွာမြို့ဟိုရင်မို့လူတွေမျိုးသူမျိုးသားတွေလူတွေကိုဝင်ပူးပြီးတော့တိုက်တွန်းတယ်ဆဲကြတာဒီကိုတော်တွေကိုနော်ဘုန်းကြီးတွေ့ရင်ဘယ်နာတွေ့ဆဲနေမငယ်သာဆဲကြအပြစ်တင်ကြကြိမ်မောင်းကြညှင်းဆဲကြထုံးနဲ့ရိုက်ကြခဲနဲ့ပေါက်ကြဒီကိုတော်တွေကိုဒုက္ခမျိုးမျိုးပေးကြလို့အဲ့လိုဒုက္ခပေးလိုက်ရင်ဒီကိုတော်တွေဟာဒေါသထွက်ကောင်းထွက်လာမယ်အဲ့ကြရင်သူတို့ဘာလုပ်တယ်ဆိုတာငါသိရမယ်အဲ့ကြမှာငါအခွင့်ရမယ်လို့
ထုတိမနကစိတ်ကူးနဲ့ကြံစီပြီးတော့ပြည်သူပြည်သားတွေရဲ့ကိုယ်ရဲ့ဝင်ပူးပြီးတော့သူကလာကြဟေးဒီကိုယ်တော်တွေကိုဆဲကြတာနော်နှိပ်စက်ကြတာအဲ့ဒီလိုလှုပ်လို့ရှိရင်တော့ဒီကိုယ်တော်တွေစိတ်တက်ပြောင်းလဲကောင်ပြောင်းလဲသွားလိမ့်မယ်အဲ့ဒီလိုပြောင်းလဲသွားရင်ထုတိအတွက်တော့အခွင့်အရေးတစ်ရပ်ပဲသူအခွင့်အရေးရကြတယ်လို့လောက်ခိုင်းတာအဲ့တော့ထုတိမနအလုံးမရှိအလုံးရှာပြည်သူလူထုတွေရဲ့ကိုယ်ထဲမှာဝင်ပူးပြီးတော့တကယ်ကိုယဟန်တွေကိုဆဲဖို့လူတွေကိုတိုက်တွန်းတော့ဆဲကြတယ်ဆဲပုံဆဲနည်းဒီထဲပေါ်ပြထားတာမုံနကကတုံးရုပ်တွေတပနကယဟန်ရုပ်တွေအိဗာခိုင်းပတ်တွေကိုင်းနာကိန်းနာနော်စန္ဒိတ်နေဖန္ဓုပါရပစ္စာပြမမင်းကြီးရဲ့ခြေပမူကမွေးတဲ့ကောင်နေဒါသူတို့ဆဲတဲ့စကားလုံးနော်စာယီနောမစာယီနောတမဒီပတ်တဲ့ခန္ဓာသူတို့ဟာတရားထိုင်နေဆိုပြီးတော့လေခုံငိုက်ဆိုင်မျက်နှာကြီးအောက်ချမတုံမလို့ခန္ဓာကိုယ်ကြီးတွေနဲ့ကြမ်းမှိုင်ပြီးတော့နေကြတယ်ဥပမာမဲ့ညအခါမှာစီးခွက်ဆိုတဲ့အကောင်ကချောင်းနေတာတစ်ပင်မောကနေကြည်နေဘယ်နာကကြွက်ထွက်လာမလဲလို့ကြွက်ကလေးတွေကိုဖမ်းကျင်လို့စီးခွက်ကချောင်းနေတဲ့ပုံစံမျိုးဒီကိုယ်တော်တွေလည်းအဲ့လိုကုန်းချောင်းချောင်းလုံနေတယ်ပေါ့နောက်ဥပမာမဲ့သူကဥပမာလေးနဲ့ပြောပြတာနော်နောက်တစ်ခုကမြေခွေးဆိုတဲ့ကောင်ဟာမြစ်ကမ်းပါးကိုမြစ်ပေါ်မှာမြစ်ကိုခုံရင်ကနေပြီးကမ်းပေါ်ရောက်လာတဲ့ငါးများရှိလို့ရှိ냐ဆိုပြီးတော့မြစ်ကိုချိပြီးတော့ကဘာရံမှာထိုင်ပြီးတော့ငါးပေါ်လို့ဆိုထိုင်ပြီးတော့မှိုင်ပြီးစောင့်ကြည့်နေသလိုဒီကိုယ်တော်တွေလည်းအဲ့လိုမှိုင်နေကြတာနော်အဲ့လိုမှိုင်နေကြနောက်တစ်ခါကြောင်ဆိုတဲ့အကောင်ဟာလည်းအိမ်ချိုအိမ်ချာအိမ်သားချိုအိမ်သားချာနော်ချောင်းချိုချောင်းချာမှာကျွက်လာတွေ့အောင်လို့ဆိုပြီးတော့ချောင်းနေတာကြောင်ဆိုတဲ့ကောင်လည်းကမ္မထမ်းထိုင်တယ်လို့ပဲကလေးမျက်စိလေးမိတ်ပြီးတော့အဲ့သူစဉ်းစားနာကြွက်ပဲသူနာသာဖြတ်မပြေးနဲ့ထားလိုက်တာနော်အဲ့ဒီလိုမိုင်းနေသလိုဒီကိုယ်တော်တွေလည်းတရားထိုင်နေကြတာဒါတွေလုံနေတာနေမှာနောက်တစ်ခါမြဲအိုဆိုတဲ့မြဲဆိုတဲ့အကောင်ကမြင်းလောက်မကြည့်ဘူးလေဝန်ထမ်းတဲ့အကောင်လေးတွေခဒရဘဆိုတာအဲ့ဒီကောင်တွေကလည်းအသက်အရွယ်ကြီးတဲ့ခါကျတော့ဒီတိုင်းလွတ်ထားတဲ့ကဟိုချောင်းဟိုချားသွားပြီးတော့ချောင်းကျကြောင်ကြားမှာအိပ်ပြီးတော့မှိုင်းနေကြတယ်အဲ့ဒါလိုပဲဒီကိုရောတွေကတရားထိုင်နေဆိုပြီးတော့မှိုင်းနေကြတယ်လို့အဲ့ဒါလို့သူကထင်မြင်ပြီးတော့လူတွေကိုဒီအချိန်တွေပြက်ပြင်းအောင်ဆဲခိုင်းတာအဲ့ဒီအချိန်မှာမနက်ကဝင်ပူးပြီးလူတွေဟာလူစိတ်ပြောက်ပြီးတော့ဆဲကြအေးကြတယ်တကယ်သူတော်ကောင်းယဟန်တွေကိုဆဲကြပြုတ်ကြတဲ့အခါမှာလူတွေရှေးဘုံရအဖြစ်အဲ့လိုဆဲတဲ့လူတွေဟာတည်တဲ့အခါအပဲငရဲကြကုန်ကြအဲ့ဒါမနက်ဝင်ပူးပြီးတော့ဒုက္ခပေးသူတို့စိတ်နဲ့လှုပ်တာမဟုတ်ပြီမဲ့လို့သူတို့စိတ်မဟုတ်ဘူးဆိုရင်မဲ့လို့50-50ဖြစ်မှာပေါ့သူတို့စိတ်ပြောင်းအောင်လုပ်လိုက်တာဘုန်းကြီးမြင်ဆဲခြင်းစိတ်ပေါက်လာအောင်လုပ်တာဆဲတာတော့သူတို့ဆဲတာပဲလို့ပဲလုပ်တာပေါ့နော်အဲ့တော့သူတို့ကဆဲကြတော့သိတော့ငရဲကြကုန်ညအဲ့ဒီခြေနေကိုကြည့်တဲ့အခါကကုသနာမြတ်စွာဘုရားအဲ့ဒီခြေနေကိုသိပြီးတော့ရဟန်းတွေကိုတတိပေးတယ်ရဟန်းတို့ထုတိဆိုတဲ့မနက်ကလူတွေကိုဝင်ပူးပြီးတော့ယဟန်တွေကိုဆဲရည်နေတယ်အကယ်၍ပြန်ဒီကိုယ်တော်တွေဆဲလို့စိတ်ဓာတ်များပြောင်းသွားမလားဆိုရည်ရတဲ့နဲ့ဆွဲနေတယ်
အဲ့တော့ယဟန်တို့လာကြမင်းတို့ဒီနေ့ကနေစပြီးတော့မေတ္တာဘာဝနာနဲ့နေကြရှင်ထဲမှာဒေါသမဖြစ်အောင်သူတို့ဘာလို့လို့ဒေါသမဖြစ်အောင်မေတ္တာနဲ့ကာကြဆဲမယ်ချိန်မောင်းမယ်ရိုက်မယ်နဲ့မယ်မေတ္တာနဲ့ပဲနေဘယ်သူပေါ်မှာမတုံ့ပြန်ညာနဲ့မေတ္တာစိတ်နဲ့နေကြသူတို့ပေါ်မှာအကျဉ်းတရားထားပြီးတော့ဒုက္ခရောက်မဲ့လူတွေဆိုကရုဏာပွားပြီးနေကြနော်သူတို့ပြောပါစေဆိုတဲ့မုရိဒတရားပွားပြီးတော့နေကြသူတို့လုံးသမျှအပေါ်မှာလိလိရှုထားတဲ့ဥပက္ခနဲ့နေကြလို့မြတ်စွာဘုရားမေတ္တာကရုဏာမုရိဒဥပက္ခဆိုတဲ့စိတ်ဓာတ်တွေနဲ့နှလုံးသွင်းနဲ့နေဖို့ယဟန်တွေကိုတိုက်တွန်းလိုက်တဲ့အခါယဟန်တော်တွေကပြမစိုး၄ပါးနဲ့မေတ္တာနဲ့နေတယ်ကရုဏာနဲ့နေတယ်မုရိဒနဲ့နေတယ်ဥပက္ခနဲ့နေအဲ့လိုနေချတာမြတ်စွာဘုရားဆုံးမတဲ့အတိုင်းအဲ့ဒီယဟန်တွေကလိုက်နာပြီးတော့နေကြတဲ့အခါမှာဘယ်နေရာရောက်ယဟန်တွေကမေတ္တာမပြတ်အလို့နေကြတဲ့အခါမှာသူ့ရဲ့ရဟန်းတွေစိတ်ဆိုးအောင်လုပ်တာစိတ်ကမဆိုးတော့ရဟန်းတွေစိတ်တက်ပြောင်းလာအောင်ကြိုးစားတဲ့စီမံချက်ကြီးကပြတ်သွားတယ်ရဟန်းတွေကပုံမှန်ပဲမတုံ့မလုံးနေကြတော့အဲ့တော့သူတိမနကတက်ကနစ်ပြောင်းမြန်တာဒီကိုယ်တော်ဒီဆဲလို့တော့မရပြန်ဆဲလို့မရတဲ့အခါကျတော့သူကတစ်မျိုးပါလို့တော့ဒီကိုယ်တော်ဒီရဲ့လာရခတိငါမသိဘူးအဲကြောင့်မို့ဒီကိုယ်တော်တွေကိုလူတွေထဲဝင်ပူးပြီးတော့နော်ကိုယ်တော်တွေကိုရိုသေလေးစားအောင်လှူအောင်တန်းအောင်ဆိုပြီးတော့ကောင်းတဲ့ဘက်ကနေတခါစမ်းကြည့်စိတ်ဓာတ်များပြောင်းလာမလားလို့ခေါင်းအဲ့တော့ဒုတိမန္တဟာလူတွေပိဋကတ်တွေဝင်ပူးပြီးတော့လာကြရဟန်းသံဃာတွေကိုရှိခိုးကြရိုသေပေးကြမျက်နုနေချပူဇော်ကြမင်းတို့ပူဇော်မယ်ဆိုလို့ရှိရင်သူတို့စိတ်ဟာတမျိုးတမျိုးဖြစ်လာလိမ့်မယ်အဲ့လိုဖြစ်လာလို့ရှိရင်ဒုတိဖို့တော့ chance တစ်ခုရတော့မှာပဲလို့ခွင့်ရတစ်ခုရနိုင်တယ်လို့ဆိုပြီးအဲ့တော့လူတွေကိုဝင်ပူးပြီးတော့ခုနရဟန်းသံဃာတွေ့ရင်ရိုသေအောင်အဲ့လိုတွေလုပ်တယ်ဒါပါဠိတော်မှာဒီလိုလုပ်တယ်လို့ဆိုထားတာနော်အဲ့ဒီလူတွေဟာဒီလိုယဟန်သံဃာတွေကိုရိုသေလေးစားနဲ့စိတ်လုပ်တဲ့အခါကျတော့ကုသိုလ်တွေရပြီသေတိုင်းကနတ်ပြည်ရောက်ကြတယ်အဲ့တော့သေတိုင်းနတ်ပြည်အထေရမှာဘာတွေပြထားတော့ဆိုလို့ရှိရင်ဒုတိမနတ်ကကောင်းငင်ကယဟန္တာတွေကြွသလိုလိုကိုရင်လေးတွေရဲ့တစ်ပင်ထိပ်ပြားမှာပန်းနေခူးနေသလိုလိုနော်ဟိုနားမှာယဟန္တာစပြန်တဲ့ဒီနားမှာယဟန္တာစပြန်တယ်ဟိုကိုတော်တစ်ပါးကရေကြီးပေါ်လျှောက်သွားတာမြေကြီးနဲ့ခြေတော်မထီဘူးလို့သတင်းတွေဖြန့်တာမျိုးစုံပဲပေါ့နော်ဘာသာတရားကိုလူတွေလေးစားအောင်မျိုးစုံပြတယ်လို့သူတို့ဆိုတယ်နော်အဲ့ဒါကြောင့်လူတွေဟာကြည်ညိုလေးစားပြီးကုသိုလ်ကောင်းမှုလုပ်တော့နတ်ပြည်ရောက်ကုန်ကြတယ်အဲ့ဒီလိုလူတွေကပူဇော်ပြီးကြည်ညိုအားထားကိုးကွယ်လာတာတွေများတဲ့အခါကျတော့မြတ်စွာဘုရားယဟန်တွေကိုခေါ်ပြီးတော့တတိပေးတယ်။ဘာတတိပေးတော့ဆိုလူတွေကတဲ့မနတ်ရဲ့တိုက်တွန်းချက်နဲ့သင်တို့ရိုသေလေးစားမှုတွေလုပ်ကြလိမ့်မယ်။စိတ်တက်ပြောင်းအောင်ကြိုးစားလိမ့်မယ်။ဒါပေမဲ့လို့ကိုယ်ွယ်ပူဇော်လို့ပစ္စည်းလေးပါးတွေလှူလို့တန်းလို့ဖြစ်တဲ့အခါမှာနော်လောဘမဖြစ်ရအောင်စိတ်နှလုံးတုန်လှုပ်မှုမဖြစ်ရအောင်မြတ်စွာဘုရားကမ္မထံ၄ခုဟောတယ်အဲ့မှာဟုတ်တယ်ကြီးပွားလာလို့ရှင်လေသူကလည်းလူသူတန်းသူလူသူတွေများလာတဲ့ပစ္စည်းတွေများလာတဲ့ဆိုလို့ရှင်ရဟန်းတွေကလောဘတွေပိုချီလာပုရုဇဉ်ယဟန်နေပေါ့လေယဟနာတွေကတော့မဖြစ်တော့ဘူးပေါ့ပုရုဇဉ်ယဟန်နေအနေနဲ့ဒါအန္တရာယ်ဖြစ်လာနိုင်
ချင်းညိုကိုဝဲတဲ့ပုဂ္ဂိုလ်တွေများလာတဲ့အခါလောဘတွေတက်လာလိမ့်မယ်အဲ့ဒါကိုကာကွယ်ဖို့အနေနဲ့ခုနတုန်းကဒေါသဖြစ်မှာကိုဆဲတဲ့ခံရတဲ့ကဒေါသဖြစ်မဆိုလို့မေတ္တာနဲ့ကာကွယ်ပေးတာတိုက်ရိုက်ဒါဖရာကကုသနာမြတ်စွာဘုရားယဟန်နေကာကွယ်ဖြစ်ဟောအခုကျတော့လောဘဖြစ်เสียဖြစ်လာတဲ့အခါလောဘကိုကာကွယ်တဲ့အနေနဲ့ကမ္မထံ၄ခုဟောတယ်ဘုရားအဲကမ္မထံ၄ခုကနံပါတ်1ကအတုပနုပတ္တိလူတွေကဘယ်သူပေါ်ပဲဖြစ်ဖြစ်ချင်းညူကိုးကွယ်တန်ရောစင်နေဖြစ်လာတဲ့ဆိုလို့ရှိရင်တူပေါ်တူတန်ရောစင်မတွေ့အောင်လူရဲ့ခန္ဓာရဲ့ရှင်စရာမတရိစရာတွေကိုတွေးကြအဲ့ဒါတွေကိုရှုကြလို့ပြောဆိုလိုတာကတော့လူဟာဘယ်သူပဲဖြစ်ဖြစ်အိယာထလာရင်မျက်နှာသစ်တန့်ရှင်းမှမတန့်ရှင်းလို့ရှိရင်ခန္ဓာကိုယ်ပေါက်द्वारအမာဝါကထွက်သမျှတွေဟာဘယ်အရာမှမှုကြိုင်တာမရှိဘူးသိမ့်ထားစရာတခုမှမရှိဘူးရှင်စရာအတိပဲဖြစ်တယ်အဆိုးဆုံးကတော့အဆိုးဆုံးအလုံးသိကြမှာပဲတွိုင်းလက်ထဲမှာဘယ်အထွက်တာဖြစ်အကောင်းမထုတ်နော်အဲ့တော့အဲ့ဒီအတုပခန္ဓာကိုယ်ကြီးမာဂန္တိပုံနေမကိုမာဂန္တိယာမာဂန္တိစနီးမောင်နှံကိုမြတ်စွာဘုရားပြောသလိုပဲခိမေဝိတံမௌဒ္ဒကရိတပုံနံပါရာပိနံတံဖုတိတုံနာအိစေမာဂန္တိအပေါ်ကြည့်လိုက်မယ်ဆိုရင်တော့အသားလေးကဖွေးဖွေးအသွေးလေးကလှလှဆိုကြည့်တဲ့မြင်တဲ့လူတိုင်းကမာဂန္တိကချစ်ခင်စရာလေးရှုပ်စင်းလေးနဲ့အလို့ရှိဒါအင်္ဂလိပ်စကားလည်းဒါရည်ညွှန်းတာထင်ပါတယ် beauty is skin deep ဆိုတာနော်အပေါ်ရန်လေးပဲလှအဲ့တော့မြတ်စွာဘုရားကအတွင်းကိုပြတာမௌဒ္ဒကရိတဘုံနံကျင်ကြီးကျင်ငယ်နဲ့ပြည့်နေတာဒါကြောင့်ဟိုကခြေတော်နဲ့တော့မထိကျင်ဘူးလို့ပြောလိုက်တာလေအဲ့တော့အဲ့ဒါအတုပလူပတ္တိပဲခန္ဓာကိုယ်ရဲ့ဘု து ခန္ဓာကိုယ်ပဲဖြစ်ဖြစ်အမျိုးသားတွေခန္ဓာကိုယ်ပဲဖြစ်ဖြစ်အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ပဲဖြစ်ဖြစ်ဘု து ခန္ဓာကိုယ်ပဲဖြစ်ဖြစ်အတုပမတင့်တယ်မစင်ကြဲတဲ့အရာတွေပြည့်နေတယ်လို့သူတို့ဆိုတာစာပေကျမ်းကမှာတစ်ခုတည်းမှာအကယ်၍များတဲ့ခန္ဓာကိုယ်အတွင်းနဲ့အပြည့်များလှမ်းထားလိုက်ရင်အခုကအပြည့်မကအရေးပြားလေးနဲ့အုပ်ထားအရေးပြားလေးနဲ့ဖုံးအုပ်ထားလို့ကြည့်ပြရှုနေတာတဲ့ပုံတရံလေးနဲ့အရေးပြားလေးနဲ့အုပ်ထားတော့အနန္တတွေကိုတော့သင်လုံးနေတာအကယ်၍များအတွင်းပြင်လှမ်းလိုက်မယ်ဆိုရင်အတွင်းထဲဟာတွေပြင်ထုတ်ပြင်ဟာအတွင်းထည့်မယ်ဆိုရင်ဘလောက်ပြဆိုးလိုက်မလဲသူဆိုတာနော်အဲ့တော့လောဘမဖြစ်ဖို့အတွက်အကာအကွယ်လုပ်တဲ့အနေနဲ့အတုပနုပတ္တိဒီမတင့်တယ်တာကိုအချိန်ချင်းထပ်မြင်အောင်ကြည့်ဒါကမ္မထာတစ်ခုကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ကိုယ်ခန္ဓာကိုယ်နဲ့ပတ်သက်တာဖြစ်စေသူတစ်ပါးခန္ဓာကိုယ်နဲ့ပတ်သက်တာဖြစ်စေမတရိစရာအချက်လက်တွေကိုအချိန်ချင်းကြည့်ပြီးတော့တွေးတောဆင်ခြင်ပါတဲ့ဒါတစ်ခုနောက်တစ်ခုကအာဟာရိပฏิကူလတင်ညောကိုစားတဲ့အစာမှလည်းပဲယွန်းစရာကိုနှလုံးသွင်းပြီးတော့စားပါအဲ့တော့အာရိပฏิကူလတင်ညာဆိုလောဘမဖြစ်အောင်ထိမ့်သိမ့်တာပဲဒါလေအစာဆိုတာလည်းသေချာစဉ်းစားကြည့်ပါဇက်ထဲရောက်သွားတာနဲ့ဘယ်သူမှမစားကြတော့ဘူးလေပါဇက်ထဲရောက်သွားရင်ပြန်ထုတ်ရင်ဘယ်သူစားအောင်မလဲမတိတော့ငယ်ငယ်တော့ကတော့စားမှာပေါ့ပါဇက်ထဲထုတ်လာတဲ့ဟာပြင်းမဲ့ရောက်သွားရင်မစားတော့အဲ့တော့အစာရဲ့ရွှင်ရှားပွဲတွေကိုနှလုံးသွင်းပါတဲ့ဒါကမ္မထန်တစ်ခုအာဟရိပฏิကူလတင်ညာနောက်တစ်ခုကသဗ္ဗလောကေအနဗိရတိတင်ညာလောကကြီးတစ်ခုလုံးမှာပြောစရာဟုသည်၍မြူမြရှာမတွေ့ဘူးဘာဖြစ်လို့တော့ဆိုရင်ထာဝရပြောင်းလဲနေတဲ့အရာတွေဖြစ်ဒါကြောင့်မို့လို့ပြောစရာနှစ်ချိုက်စရာ
လောကကြီးမှာရှာမတွေ့ဘူးဆိုတဲ့နှလုံးသွင်းနေထိုင်မှုနောက်တစ်ခုကတော့သဗ္ဗသင်္ခါရေတုအနိစ္စအနုပတ္တိနောသင်္ခါရတရားမှန်သမျှဘယ်အရာမှမမြဲဘူးအလုံးဟာဖြစ်ပြီးရင်ပျက်စီးသွားမှာကြီးပဲဆိုတာကိုရှုပါတယ်ဒါကမ္မထန်၄ခုပေးထားတယ်အဲ့တော့ချီညိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေများလာလို့ရှင်ဒီကမ္မထန်နေနဲ့ကာရမှာခုနတုန်းကစောကားတဲ့ပုဂ္ဂိုလ်တွေအတွက်တော့မေတ္တာနဲ့ကာကရုဏာမုဒိတာဥပက္ခနဲ့ကာဒါလက်နဲ့ပဲနော်အဲ့တော့အဲ့ဒီယဟန်တွေဟောသလိုပဲခဏခေတ်မှလည်းပဲအဲ့ဒါသုံးရတာနော်ကိုယ်ကိုစောကားမောကပြောမယ်ဆိုရင်ဒေါသမဖြစ်အောင်မေတ္တာနဲ့ကာတာတန်ရောစဉ်ဖြစ်လာမယ်ဆိုလို့ရှိရင်အခုပြောတဲ့ကမ္မထန်၄ခုတစ်ခုနဲ့ကာရုပ်ဆိုလို့လေပစ္စည်းကိုတွေ့တာမဲ့ဆိုရင်လည်းဒီအနိစ္စပညာနဲ့ကာအဲ့ဒါကာလို့ရှိရင်ဒါဖြည့်စည်းပဲလေအဲ့ဒီဖြည့်စည်းနဲ့ကာထားလို့ရှိရင်သက်တာအဲ့တော့မြတ်စွာဘုရားကယဟန်တွေကိုအဲ့လိုတိုက်တွန်းတယ်တိုက်တွန်းတော့မဏ္ဍကြီးရဲ့စိတ်ကူးဟာမအောင်မြင်သူပလန်ပြတ်သွားပြန်ရောရှမ်းတွေကစိတ်မပြောင်းဘူးသူကပြောင်းစေချင်တာစိတ်မပြောင်းဘူးဆက်ခံရတော့လည်းစိတ်မပြောင်းဘူးအချီညိုခံရတဲ့ကလည်းစိတ်မပြောင်းဘူးဆိုလိုတာကအဆက်ခံရတော့လည်းဒေါသမထွက်ဘူးအချီညိုခံရတော့လည်းလောဘမဖြစ်ဘူးနေရထိုင်တာတိတိမတ်မတ်ပဲဖြစ်သွားတယ်ဒါနဲ့ကာထားတော့နော်ကိုဗစ်တုန်းကလည်းကာကြတယ်ဟုတ်လားမတ်စ်တွေတတ်တယ်လက်ဆေးတယ်လူကြားတဲ့မသွားဘဲနဲ့ရှောင်တယ်အဲ့ဒါနော်ကိုဗစ်ကာတယ်လို့ပဲဒါလည်းကာရတာအဲ့လိုမြတ်စွာဘုရားကယဟန်တွေကိုတတိပေးဆုံးမတဲ့အတိုင်းယဟန်တွေကဒီခက်ခဲကြီးနှစ်ခုကိုမေတ္တာကမ္မထံဖြမဝိဟာရကမ္မထံနဲ့ကြောဖြတ်တယ်အတုဝကမ္မထံအာရေပတိကုလတင်ညာကမ္မထံအနာဝိရတိတင်ညာကမ္မထံအနိစ္စနုပတိကမ္မထံဒီကမ္မထံလေးမျိုးနဲ့ပဲကြောဖြတ်တယ်စိတ်ထက်မပြောင်းအောင်အဲ့ဒါနဲ့ပဲကြောဖြတ်လိုက်တယ်အဲ့လိုကကုသနာမြတ်စွာဘုရားကသူ့တွေ့တွေကိုအဲ့လိုထိန်းချုပ်ပေးလိုက်တာနော်အဲ့ဒီမှာကကုသနာမြတ်စွာဘုရားဟာတနေ့တော့ခါမနေ့ပိုင်းလေးမှာသင်္ကန်းတပိတ်လွယ်ပြီးတော့ဆွမ်းကန်ထွက်မြို့တဲကိုဆွမ်းကန်ဝင်လာတယ်နောက်ပါကဝိတုရဆိုတဲ့ခုနလက်ရရန်မထေပြန်ကဘုရားရဲ့နောက်ပါအနေနဲ့လိုက်ပါလာပြီးတော့ဘုရားနဲ့အတူဆွမ်းကန်ဝင်အဲ့လိုဆွမ်းကန်ဝင်တဲ့အခါမှာထုတိဆိုတဲ့မနက်ကဘာလို့တော့သူကအမြဲတမ်းနှောက်ယှက်ဖို့ကြည့်မြတ်စွာဘုရားနဲ့ဝိတုရယဟန်ဆွမ်းကန်ကြွနေတဲ့အချိန်မှာကလေးတယောက်ကိုဝင်ပူးတယ်ဝင်ပူးပြီးတော့လမ်းဘေးကကြောက်ခဲတဲ့လုံးကိုကောက်ပြီးတော့ရှင်ဝိတုရခေါင်းကိုကြောက်ခဲနဲ့လှမ်းထုတယ်အဲ့လောက်ဆိုးတယ်ကောဒါရှမောက္ကလလောင်းတော့လမ်းဘေးမှာကြောက်ခဲကောက်ပြီးတော့ခေါင်းကိုခဲနဲ့ပြစ်တာခဲနဲ့ပြစ်တော့ထိသွားတယ်ခေါင်းကသွေးတွေဖြာထွက်လာဝိတုရမထေရကတော့ခေါင်းကသွေးတွေထွက်ကြစီးကြနေရင်ပဲကကုသနာမြတ်စွာဘုရားရဲ့နောက်ကနေပြီးတော့ဆွမ်းခံကြွတာမပြတ်ဘူးနောက်ကနေလိုက်တော့တာခေါင်းကတော့သွေးတွေထွက်ပြီးသွေးတွေရှုကြတယ်အဲ့ဒါကိုကကုသနာမြတ်စွာဘုရားသိတဲ့အခါမှာခဲမှန်သွားတာရဲ့သွေးထွက်တာရဲ့အဲ့တော့ခဲကနောက်ကနေပြစ်တာနောက်ကပြစ်တော့မြတ်စွာဘုရားကနာခပလောခိတလို့ခေါ်တယ်ဆင်ကြီးတွေဟာကြည့်ကျင်တဲ့ဆိုရင်တစ်ကိုယ်လုံးလှဲ့ရတယ်နောက်ပြန်လှဲ့လိုက်တာနော်စက်ကြီးချိုးပြီးတော့ကြည့်လို့မရအောင်ဆင်ရ
ဆက်တိုးတာကလအုပ်ကမှကြည့်လို့ရတစ်ကလအုပ်ကြီးတွေကြတော့အဲ့ဒါဆက်ကိုချိုးပြီးတော့နောက်ကိုလှည့်ကြည့်လို့ရအဲ့ဒါဆင်မြောင်ကြီးတွေကြတော့အဲ့လိုကြည့်လို့မရလို့ဒီကိုလုံးလှည့်တယ်လို့ကကုသနာမြတ်စွာဘုရားဆွမ်းခံကြွရာကိုရက်ပြီးတော့ခဲနဲ့ပေါက်တဲ့ကလေးဘက်ကိုလှမ်းကြည့်ပြန်ကြည့်တယ်ပြန်ကြည့်တော့ဒါကလေးပေါက်တာမဟုတ်ဘူးဆိုတာသိတယ်အဲ့တော့ကကုသနာမြတ်စွာဘုရားကစကားလေးတစ်ခွန်းပြောလိုက်တယ်နဝါယံနဝါယံဒုတိမာရောမတ္တမညာတိနဝါယံဒုတိမာရောမတ္တမညာတိပြောလိုက်တဲ့ဒီမင်းစောကားတာအတိုင်းတာမသိဘူးတဲ့မင်းဟာစောကားလွန်နေပြီအတိုင်းတာတဲ့လွန်အခုကိလူတွေပြောရမလားတိခဏနဲ့ဆိုတာအတိုင်းတာရှိတယ်နော်မင်းလောက်တာတွေလွန်နေပြီအဲ့တော့မြတ်စွာဘုရားပြောလိုက်တာမင်းလှုပ်တာလွန်နေပြီမင်းကအတိုင်းတာမသိဘူးလွန်နေပြီခဲနဲ့ပေါက်ပြီးခေါင်းကွဲအောင်ဆိုစောစောတုန်းကလှုပ်တာတွေဆဲတာတွေနော်လှုပ်ခဲ့ပြီလေအဲ့တော့နဝယံကုမာရောနဝါယံကုမာရောမတ္တမညာတိအဲ့ဒီဝါကိုစာပေကျမ်းကမှာဆိုလိုတဲ့အဓိပ္ပာယ်ကထုတိမနတ်တိဤထုတိမနတ်တိအတိုင်းတာကိုမသိဘူးဆိုတဲ့နေရာမှာအတိုင်းတာကိုသိတဲ့အခါသိတယ်မသိဘူးဆိုတဲ့အခါရှိတယ်ဝါကိုဝိကပနာချံပြီးတော့အဲ့လိုအနဲ့ပေးတာမျိုးတွေရှိတယ်နော်ဆိုလိုတာကသူဟာအတိုင်းတာပမာဏတစ်ခုတဲ့ပိုးကြော်လာပြီလွန်လာပြီဒီလိုဆိုလိုတဲ့ဒီဝါလေးကအတိုင်းတာတစ်ခုတည်းသူကြော်လွန်လာပြီလှုပ်တဲ့လှုပ်ထိုက်လှုပ်တာတော့မလှုပ်တဲ့ဘူးပေါ့လေမလှုပ်တဲ့ထဲမှာပိုဆိုးလာတယ်ပေါ့အတိုင်းတာတစ်ခုမသိဘူးလို့မြတ်စွာဘုရားအဲ့ဒီတခွန်းနဲ့ပဲပြောမြတ်စွာဘုရားလှည့်ကြည့်လိုက်တဲ့အချိန်မှာဘုရားကြည့်လို့ဖြစ်တာမဟုတ်မြတ်စွာဘုရားနောက်လှည့်ပြီးသူ့ကိုပြောလိုက်တာအဲ့လိုပြောလိုက်တဲ့အချိန်မှာထုတိမနတ်ကြီးကအဲ့နေရာမှာပျောက်သွားအဲ့တော့စာပေထဲမှာတော့ဒီနားမှာတဲ့သူသိသွားတာမဟုတ်ဘူးတဲ့နတ်ပြည်ပြန်သွားတယ်ဝဒဝတိနတ်ပြည်ကိုဖြုတ်ခနဲ့ရောက်သွားပြီအဲ့ဒီမှာချက်ချင်းသိတာသူနတ်ပြည်လည်းရောက်ပြီးချက်ချင်းစုတည်ပြီးတော့ချက်ချင်းငရဲဘုံရောက်သွားတယ်ဖះကြည့်လို့မဟုတ်ဘူးဖះပြောလိုက်လို့မဟုတ်ဘူးသူလုံးတဲ့အကုသိုလ်နဲ့တိုက်ဆိုင်သူလုံးတဲ့အကုသိုလ်အနေအကျိုးပေးလိုက်တာမြတ်စွာဘုရားပြောလိုက်တာမင်းလွန်နေပြီလောက်ပဲပြောလိုက်တာအဲ့ဒီပြောလိုက်တဲ့အဆုံးမှာပဲသူဟာအကုသိုလ်ကံကလွှမ်းမိုးပြီးတော့သူကတခြားနေရာမှာသိလို့မရဘူးသူ့နေရာကိုပြန်သိရတယ်လို့ဆိုတာပဲပြန်တယ်ဆိုတာလေလိမ်မြန်နဲ့သွားနေတာမဟုတ်ဘူးပြုတ်ဆွေရောက်သွားတာသူရမို့ခဏခဏလာနိုင်တာပေါ့စေးမကုန်လေရှုပ်ဆွေရောက်တာစိတ်ကူးလိုက်တာနဲ့ရောက်သွားတာအဲ့ဒီလိုသိသွားပြီးတော့သူငရဲကျသွားအဝိဇ္ဇငရဲကိုရောက်သွားအဲ့ဒီအဝိဇ္ဇငရဲကြီးရဲ့ငရဲကြီးကိုနာမည်၃မျိုးနဲ့ခေါ်ထားတယ်တဲ့တခုကသဖတ္တယတတိကငရဲသဖတ္တအထိတွေ့နဲ့ပတ်သက်တာ6ခုရှိတယ်မျက်စိကထိတွေ့တာနားကထိတွေ့တာအစင်းကြတော့မျက်စိနဲ့ထိတွေ့တာပေါ့နော်မျက်စိနားနာလျှကာယမန6ခုရှိတယ်အဲ6ခုတည်းကမျက်စိနဲ့ထိတွေ့တယ်နားနဲ့ထိတွေ့တယ်နှာခေါင်းနဲ့အဲ့ဒီ6ဓာတ်မှာထိတွေ့သမျှဟာအကုန်လုံးခံရခက်တာတွေကြီးပဲကောအကောင်းတစ်ခုမှမရှိဘူးဆိုလိုတာကမျက်စိကမြင်ရတာလဲကြောက်စရာနားကကြားတာလဲအတန်ဆိုးအနံ့ကရတာလဲအနံ့ဆိုးရှားနဲ့ထိရတာလဲအရသာဆိုးခန္ဓာကိုယ်နဲ့ထိတွေ့ရတာလဲအထိတွေ့ဆိုးစိတ်ကူးကြံစရာလဲအကောင်းတစ်ခုမှမရှိဘူးပျော်စရာစိတ်ပျော်စရာစိတ်သက်သာစရာတစ်ခုမှမရှိတဲ့ငရဲလို့ဆိုလို့တယ်နော်အဲ့ဒါကိုသဖတ္တယတနိကသဖတ္တယတနိကငရဲတဲ့မျက်စိနာနာလျှကာယမနမှာတစ်ခုမှစိတ်ချမ်းသာစရာမတွေ့ဘူးလူတွေကြတော့စိတ်ချမ်းသာစရာတွေရှိတယ်လေမျက်စိကနေပြီးတော့ပျော်စရာလေးတွေမြင်ရသေးတယ်တခါတလေနားကကောင်းတာလေးတွေကြားတယ်
ရသာရှိတာလေးစားသည်အနံလေးကလည်းကောင်းတာတွေ့ရသည်သူအဲ့ဒီငရဲကတော့လုံးဝအကောင်းမရှိဘူးအဲ့ဒါကိုသဗ္ဗတယတိကငရဲလို့လည်းခေါ်တယ်နောက်သင်္ကုသမဟတအဲ့ငရဲကြတဲ့ပုဂ္ဂိုလ်တွေဟာခြေတော့ကနေပြီးတန်ငုတ်ကြီးတစ်ခုထိုးသွင်းလိုက်ခေါင်းကနေတန်ငုတ်ကြီးတစ်ခုထိုးသွင်းလိုက်တယ်အဲ့တန်ငုတ်ကြီးနှစ်ခုဟာနှလုံးသားမှာလာဆုံကြတယ်အဲ့ဒီနှလုံးသားမှာဆုံတာအဲ့ဒါကြောင့်သင်္ကုသမဟတအောက်ကတွင်းနဲ့တန်အထက်ကတွင်းနဲ့တန်အဲ့ဒီနှစ်ခုသည်နှလုံးသားမှာလာဆုံလို့သင်္ကုသမဟတသင်္ကုဆိုတာတန်ငုတ်အဲ့ဒီမှာဆုံနေနောက်ပစ္စတဝေဒနိယတဲ့ခန္ဓာကိုယ်မှာသိနေတာမှန်သမျှအကုန်လုံးခံစားချက်တွေပြင်းထန်တဲ့ခံစားချက်တွေရှိတယ်လို့ဒီလိုဆိုတယ်ရှမောကလန်ကသူအဲ့ဒီငရဲကြသွားတာကိုသူအမှတ်တရပြန်ပြောပြတာဟေးရုပ်မာတဲ့မနငါအဲ့ဒီတော့ငရဲသားတွေကငါစီလာတယ်တဲ့ငရဲတိန်တွေကငါစီလာသူငရဲခံနေရတဲ့အချိန်မှာငါစီလာတယ်သူ့ကိုခေါ်တယ်ငရဲကြနေတာသူကငရဲကြနေငါလူတဲ့ခြေတော့ကတွင်းလိုက်တဲ့တန်ကြောင်းခေါင်းကနေတွင်းလိုက်တဲ့တန်ကြောင်းမင်းရဲ့နှလုံးသားထဲမှာဒီတန်ကြောင်းနှစ်ခုလှပြီးတော့ဆုံလို့ရှိရင်မင်းဟာအနှစ်1000ပြည့်ပြီလို့မှတ်လိုက်တယ်စဉ်းစားကြည့်လေနော်အဲ့ဒီမှာအနှစ်1000ပြည့်ရင်အဲ့ဒီတန်ငုတ်နှစ်ခုကဆုံတယ်နှလုံးသားမှာလားဆုံအဲ့ဒါမင်းအနှစ်1000ပြည့်ပြီလို့သာမှတ်ပြီတော့အဲ့လိုနဲ့နှစ်ပေါင်းများစွာငရဲမှာသူခံခဲ့ရတယ်တဲ့အရှမောကလန်သူ့ဘဝပြန်ပြောတာနော်အေးအဲ့ဒီလိုငါဟာအဲ့ဒီငရဲမှာနှစ်ရာပေါင်းများစွာနှစ်ပေါင်းများစွာရာပေါင်းများစွာထောင်ပေါင်းများစွာအဲ့ငရဲကြီးမှာငါခံရပြီးတော့တဲ့နော်အနှစ်1000အဲ့ဒီငရဲကြီးရဲ့ဘေးမှာရှိတဲ့ဥဒ္ဒရဆိုတဲ့ငရဲမှာတဲ့တကူလုံးဘယ်နေရာမှမသက်တာလောက်ဟုတ်ထာနိမဆိုတဲ့ဝေဒနာမျိုးသူခံစားခဲ့ရသေးတယ်နော်ခန္ဓာကိုယ်တစ်ခုလုံးဟာခံစားလို့မရတော့မခံနိုင်တော့ဆိုရတဲ့အခန်းတွေတွေ့ရတယ်အဲ့တော့အဲ့ဒီငါငရဲခံတော့ငါတဲ့ငါရဲ့ခန္ဓာကိုယ်ကနော်ကိုယ်ကလူကိုလူတွေလိုပဲလူကိုခေါင်းကငါးကောင်းနဲ့ပကြီးသာဆွဲကြည့်ပြီးတော့ငါးကောင်းနဲ့လူကိုသူငရဲခံရတော့ခေါင်းကငါးကောင်းနဲ့ခန္ဓာကိုယ်ကလူခန္ဓာကိုယ်အဲ့တော့ယေသူမဇာလန်းနေလို့ပဲရှိမှာပဲယေသူမတယ်နော်လူကိုယ်နဲ့ငါးကောင်းနဲ့ဘာလို့ငါးကောင်းလို့ထားတော့ဆိုလူကောင်းကအဝိုင်းဆိုတဲ့အခါမှာရိုက်တဲ့အခါနည်းနည်းချော်သွားနိုင်တယ်ငါးကောင်းကြတော့အချွန်စောမချော်ဘူးတဲ့အဲကြောင့်ပို့ခံရအောင်လို့လုပ်ပေးတာကကြပါကအဲ့လိုဆိုတယ်အဲ့တော့လူဘဝမှာအဲ့လိုသူခံရတယ်ဆိုပြီးတော့ဂါထာပေါင်း20နဲ့မနတ်ကိုပြစ်တင်ပြီးတော့ချိန်မောင်းတဲ့စကားတွေပြောတာဒါဒီမနတ်ကသူ့တူဖြစ်လို့သူကချိန်မောင်းတာရှမောကလန်ခိရိသောနိရောအာတိယထထုတိအပိစ္ဆထာထုတိမနတ်ဟာဝိတုရဆိုတဲ့မထေရကိုပြစ်မှားပြီးကကုသနမြတ်စွာဘုရားရဲ့တပြည့်ဝိတုရကိုပြစ်မှားလို့ဘယ်လိုငရဲခံရတယ်လဲဆိုတာကိုသူပြောပြတယ်တတံအာတိအယောတန်ခုတပ်ပိပစ္စဒဝေဒနာငုတ်တွေကဒီကိုယ်လုံးကိုတန်ငုတ်တွေနဲ့ထိုးတာနောက်ဆုံးမှာနှလုံးသားမှာသွားဆုံးတယ်အဲ့ဒီလိုဒုက္ခတွေအမျိုးစုံရောက်ပြီးဝိတုရဆိုတဲ့ရှားနာကိုပြစ်မှားလို့သူဟာခံခဲ့ရတယ်တဲ့နော်မြတ်စွာဘုရားရဲ့တပည့်သားကိုဒီလိုပြစ်မှားတဲ့ပုဂ္ဂိုလ်ဟာဒီလိုကိုကျင့်တရားကောင်းတဲ့ယန္တာပုဂ္ဂိုလ်ပြစ်မှားလို့ရှိရင်မင်းလည်းဒီဒုက္ခမျိုးရောက်လိမ့်မယ်မင်းတတိထားနော်လူပြစ်မှားရင်မင်းလည်းဒုက္ခရောက်လိမ့်မယ်နောက်တစ်ခုမစ္စေတရတ္တဒိဋ္ဌန္တိဝိမာနကပ္ပထာယ
ပင်လေကြီးထဲမှာရေပြင်ပေါ်မှာအယောင်ဟိုလင်းလင်းလက်လက်နဲ့ဖိမှန်ကြီးတွေရှိတယ်ပင်လေထဲမှာရှည်မျက်နှာပြင်ပေါ်မှာတီးနေတဲ့ဖိမှန်ကြီးတွေရှိတယ်အဲ့ဒီဖိမှန်ကြီးတွေပေါ်မှာလှပချုံမောတဲ့နတ်သမီးတွေကပြီးတော့ပွဲလန်းသဘင်တွေခံစားနေရတဲ့ဘုံဖိမှန်တွေရှိတယ်အဲ့ဒီဘုံဖိမှန်တွေရှိကြောင်းကိုသိတဲ့နော်မြတ်စွာဘုရားရဲ့တပည့်ဖြစ်တဲ့ငါဟာအဲ့ဒါတွေကိုသိတယ်ပေါ့လေတပည့်ဖြစ်တဲ့ကိုတော့အဲ့ဒီလိုတကူကြီးတဲ့ကိုတော်ကိုမင်းဒုက္ခပေးရင်မင်းလည်းအဲ့ဒီဒုက္ခဒီလိုခံရလိုက်ပဲငါဟာအဲ့ဒါလောက်ငါဒါတွေကိုသိတယ်ပေါ့နော်သူကသူပြောတာငါဟာတခြားမဟုတ်ဘူးတဲ့မြတ်စွာဘုရားသခင်ကိုတော်မြတ်ကတိုက်တွန်းလို့ဝိသခာရဲ့ပြတ်သက်ကိုခြေမာလေးနဲ့ဝုန်းတိုင်းကျဲတော့အောင်လှုပ်လိုက်တယ်ကိုတော်တွေကတောက်တွေးမြောက်တွေးနေကြတယ်မြတ်စွာဘုရားနဲ့အတူနေပြီးတော့ကောင်းကုန်းကိစ္စတွေတွေးလို့ဒီကိုတော်တွေလန့်သွားအောင်လို့ငရင်လှုပ်ပြလိုက်တယ်အဲ့ဒီဟာငါလှုပ်ခဲ့တာနော်မြတ်စွာဘုရားခိုင်းလို့ငါလှုပ်ခဲ့တာအဲ့ဒီလိုတကူကြီးတဲ့ငါလို့ယဟန်မျိုးကိုမင်းပြမရင်မင်းဒုက္ခရောက်မယ်တာဝရိန္ဒာကဝိဇန္တာဆိုတဲ့ပြတ်သက်ကြီးရှိတယ်တရားမင်းကြီးကဒီတဏှာသင်္ခယသုတ်တံကိုနာပြီးတော့သွားမေးတဲ့အခါမှာ तू ကမေ့ကြောဆွဲနေတာအဲအကြောင်းမို့လို့ तू ဝိဇန္တာပြတ်သက်ကြီးကိုခြေမနဲ့ညှက်ပြီးတော့လှုပ်ရမ်းခဲ့တာလဲငါပဲအဲ့လိုတကူကြီးတဲ့ငါ့ကိုပြမရင်မင်းဒုက္ခရောက်မယ်ဒါချိန်မောင်းပြောဆိုတာနော်နောက်တစ်ခုဒီပြမတူဟာပြမပြေပါသူတို့ပြမပြေကိုလာနိုင်တဲ့တကူကြီးတဲ့ယဟန်ဆိုတာမရှိဘူးလို့သူကအယူဆရှိတယ်အဲ့ဒီမှာရှင်မောက္ကလန်တို့ရသော်ဘုရားတို့အလုံးကကြွသွားပြီးတော့ပြမထိတ်ကနေပြီးတော့တင်းမြင့်ခွေးထိုင်ပြီးတော့တရားဟောခဲ့တယ်အဲ့ဒီသုတ်တံကတန်ရုပ်မှာရှိတယ်အဲ့ဒီတုန်းကပြမကိုထီလို့အယူဝါဒမင်းရှိတော့မဲ့လားလို့ပြောဆိုခဲ့တာငါပဲတဲ့အဲ့လိုငါဒီလိုပြမပြည့်ကိုသွားနိုင်တဲ့ငါ့ကိုမင်းပြမလို့ရှိရင်မင်းဒုက္ခရောက်လိမ့်မယ်နော်နောက်ဒီမြတ်မို့တောင်ကြီးနဲ့တကွကဘာကြီးတစ်ခုလုံးကျွန်းကြီးလေးကျွန်းအစအရာငါဟာအကုန်သိတယ်အကုန်သိတဲ့ယဟန်ကိုပြမရင်မင်းဒုက္ခရောက်လိမ့်မယ်ဆိုပြီးတော့ကျင်းဝပြောဆိုတာနဝေအခီစေတယတိအဟံဘလံတခမိတိမိမာတော့တဲ့ငါဟာလူမိုက်ကိုလောင်မဲ့ဆိုပြီးတော့မိမာစိတ်စေတနာတော့မရှိဘူးတဲ့နော်မိကသူလူကိုလောင်တဲ့အခါသူကငါလောင်နေတယ်လို့တော့မသိဘူးပေါ့တဲ့ဘာလောစစလိတံအကအသစ္စာနာတတရှတိမိကတော့ငါဘသူကိုလောင်နေဆိုတာ तू မသိပေမဲ့လို့တဲ့နော်လူမိုက်ကတော့မီးလောင်နေတာကို तू ကခံစားလိမ့်မယ်တဲ့သိနိုင်တယ်ဒါကြောင့်မို့မနတ်မင်းကိုငါတတိပေးမယ်တဲ့မင်းဟာအခုလို့မိုက်မဲလုပ်နေလို့ရှိရင်မင်းခန္ဓာကိုယ်ဟာမီးလောင်ခံရတယ်မယ်သူပြောတယ်အပုညံပတဝီမာရောအသစ္စာနာတထာဂတာမြတ်စွာဘုရားကိုပြမှားသည့်အတွက်ကြောင့်မင်းဟာမကောင်းမှုတွေအများကြီးလုပ်နေပြီကိဏုမညတိမာပိမနပေပပံဝိပစ္စတိမင်းကိုမင်းများဒီအကုသိုလ်တွေကအကျိုးမပေးဘူးလို့များမင်းထင်နေသလားတဲ့ကရောဒောစီယတိပပံစိရတထယဟဲ့အယုဒ္ဓမကောင်မင်းမကောင်းမှုတွေကိုအများကြီးလုပ်ပြီးမင်းခန္ဓာမင်းမှာမကောင်းမှုတွေအများကြီးဟာစုမိနေပြီမာရနိဗ္ဗိဏဗုဒ္ဓမှာအာတမ္မာကာတိဘိက္ခုမြတ်စွာဘုရားကိုနှောင့်ယှက်ဖို့မင်းမလုံးနဲ့တော့တဲ့လက်လျှော့လိုက်မြတ်စွာဘုရားရဲ့တပည့်ယဟန်တွေကိုနှောင့်ယှက်ဖို့မင်းမလုံးနဲ့တော့စိတ်နောက်ဆုတ်လိုက်တော့နော်မင်းနောက်ဆုတ်လိုက်တော့မလုံးနဲ့ဆိုပြီးတော့ဒီနေ့ကနေစပြီးမင်းမနှောင့်ယှက်နဲ့တော့ဆိုပြီးဣတိမာရအတိစေတိဘိက္ခုပေဒကလဝနေပေဒကလတော်ထဲမှာတဲ့အခုလိုရှင်မမောက္ကလမထေရမြတ်ကမနတ်ကြီးကိုပြစ်တင်ပြီးကျိန်မောင်ပြောဆိုခဲ့တာဖြစ်ပါတယ်တဲ့အဲ့ဒါလို့ကျိန်မောင်ပြောဆိုလိုက်တဲ့အခါ
မဏ္ဍကြီးဟာရုတ်တရက်အဲ့ဒီနေရာနေထွက်ခွာသွားပါတယ်အဲကျိန်းမောင်းမှထွက်တော့တာအဲ့ဒီကောင်လေနော်အဲ့ဒါကိုမာရတစ္ဆနိယသုတ်ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်တရားချက်ကသူတော်စင်ပြိဿပေါင်းတို့ဒီသုတ်တံမှာကကုသန္တမြတ်စွာဘုရားရဲ့ဒီစိတ်အခြေအနေပြောင်းလဲမှုမရှိရအောင်ဒေါသမဖြစ်ရအောင်မေတ္တာနဲ့ကားတယ်လောဘမဖြစ်ရအောင်ကမ္မထံ၄ခုနဲ့ကားတယ်ဆိုလို့ကိုယ့်ဘဝမှာလည်းတော့အကာအကွယ်လှုပ်နိုင်တယ်မကောင်းတဲ့အလုပ်တွေလုပ်ရင်အပင်ငရဲမှာအကြည့်ကျက်ခံရတတ်တယ်မိဆိုတာလူကိုလောင်မိမဲ့မိကတော့မသိဘူးသို့တော့အလောင်ခံရတဲ့လူကတော့သိတယ်ဒုက္ခရောက်လိမ့်မယ်တဲ့အဲ့ဒါကြောင့်မို့ဒီနေ့ကနေစပြီးမကောင်းတဲ့မလုံးနဲ့လို့မဏ္ဍကြီးကိုရှင်မမောဂလန်ကဆုံးမဩဝါဒပေးပြီးကျိန်းမောင်းပြောဆိုခဲ့တာဖြစ်တယ်ဒီတရားကိုကြားနာရသဖြင့်မိမိတို့တာမဏမှာမကောင်းတဲ့စိတ်တွေကိုတားဆီးပြီးကောင်းတဲ့စိတ်တွေမွေးမြူနိုင်ကြပါစေကုန်သတည်းရှိတဲ့ချရှင်ဖေယဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်ရင်ကျင့်ပါပြုလုပ်ကြ၍အမတဌာနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရုပ်သိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖအဖို့ဖာဆွေမျိုးညတ်တိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏32ဘုံချင်းဒီကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းပါတိကောတိအာတုဒါဒတ်ဣပူဇာအတနောကာဣရိသာစန္ဒန်You